ဒီထောင်သင်ခန်းစာမှာတော့လီယူမေးတဲ့မေးခွန်းတွေဘယ်လိုဖြေမလဲဆိုတာလေ့လာမှာဖြစ်ပါတယ်။ဘာကြောင့်ဖြစ်တာလဲပေါ့နော်။ဆိုတော့အဲ့လိုမေးခွန်းတွေကဘယ်လိုမေးခွန်းတွေတွေ့ရမျိုးလဲဆိုလို့ရှိရင်နာနီနာနီထို言えるのはなぜかどうして何々かစသည်အဖြစ်ပေါ့နော်။なぜတို့どうしてတို့ဒါမျိုးတွေ့လို့ရှိရင်လီယူမေးတာ။အကြောင်းရင်းအမွေအကြောင်းပြချက်ပေါ့နော်။အကြောင်းပြချက်ကိုမေးတဲ့မေးခွန်းမျိုးတွေဖြစ်ပါတယ်။အဲ့လိုမျိုးဆိုလို့ရှိရင်လွယ်ပါတယ်။မြင့်တက်ထားတဲ့ပါတဲ့စာကြောင်းကိုမြင့်တက်ထားတာပါတဲ့စာကြောင်းကိုတခြားကြည့်ပြီးတော့ဘာကိုအဓိကကြည့်ရမှာလဲဆိုရင်လီယူရှိမဲ့ဆိုရောကန်စာငါစုအကြောင်းရင်းကိုဖော်ပြတဲ့စကားလုံးကိုလိုက်ရှာမှာအကြောင်းရင်းကိုဖော်ပြတဲ့စကားလုံးဆိုတာလည်းပြောရင်ခါရာတို့နော်ဒဲတို့ထမေတို့ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကိုလိုက်ရှာဖို့ဖြစ်ပါတယ်အဲ့တော့ဆိုတော့လီယူနဲ့ပတ်သက်လို့ရှိရင်ပုံစံ2မျိုးရှိတယ်ပထမတစ်ခုကစာပိုက်ထဲမှာအဲ့ဒီတိုင်းတိုက်ရိုက်ပါတယ်လီယူအဲ့လိုမျိုးဆိုရင်လွယ်တာပေါ့နော်စာပိုက်ထဲမှာတိုက်ရိုက်ပါတာဆိုတော့အဲ့ဒီတိုင်းပြန်ရှာလိုက်ရပြီပေါ့နော်ဆိုတော့ပထမဆုံးတစ်ပုဒ်ကလို့ပုံစံပါじゃあမေးခွန်းအရင်ခက်ခွန်းနေလုပ်ပါမယ်မေးခွန်းကနောက်ဆုံးမှာဆိုရဲပါနားစေကလို့မေးထားဖြစ်တဲ့ကြောင့်ဒါဒီလီယူကိုဖော်ပြမှန်းသိပြီပေါ့နော်အဲ့တော့ဖော်ပြထားတဲ့စာကြောင်းရှာပါဆိုလို့ရှိရင်နောက်ဆုံးမှာရေးထားတာပေါ့နော်ဒါအဲ့စာကြောင်းအရင်ဖတ်ကြည့်မယ်ဆိုရင်何もしなくとも何もしなくてもလို့ပြောတာ何もしなくともဒီကချက်က水中ではカロリーを消費するのであるဘာမှမလုပ်ဖဲနဲ့လေsweet ဆိုရေအောက်ထဲမှာပေါ့ရေအောက်ထဲမှာဆိုလို့ရှိရင်ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်ကယ်လိုရီတွေကလောင်ကျွမ်းနေရဖြစ်ပါတယ်တဲ့ရေအောက်ထဲမှာဒါဘာကြောင့်လဲပေါ့နော်ဘာမှမလုပ်ရဘဲနဲ့ရေအောက်ထဲမှာကယ်လိုရီတွေဘာကြောင့်လောင်ကျွမ်းတာလဲပေါ့အဲ့တော့ဒီမှာစကားကဘာနဲ့ဆက်ထားလဲဆိုရင်စစ်မာရီနဲ့ဆက်တာစစ်မာရီနဲ့ဆက်တယ်ဆိုတာရှေ့အကောင်နဲ့သူကအကြောင်းအရာတူတူပဲလို့ပြောတာဒါပေမဲ့အကြောင်းအရာတူတူပဲဘယ်ဟာအကြောင်းအရာတူတူပဲလေပေါ့နော်ရှေ့ကစာကြောင့်ဒီကစာဆိုဒီတစ်ကြောင်းလုံးမှာနာနီမိုရှင်းနာကတဲ့မဆွေးချူတဲ့ကာလိုရီကိုရှော့ရするのであるလားဆိုတော့မဟုတ်ဘူးသိကျင်ဖတ်ကြည့်ပေါ့နော်ဖတ်ကြည့်ပါမယ်水中では体温を保つために体内のエネルギーを燃焼させる仕組みが自然に働くことから知らずに大量のエネルギーを消費していることになる。知らずに、これはမသိလိုက်ခင်အချိန်မှာまず何もしなくとも大量のエネルギーを消費している、カロリーを消費する。ဘာမှလဲဆိုရေအောက်ထဲမှာဒါသိပြီးသားဖြစ်တဲ့ကြောင့်မလို့つまりဆိုတာဒီဟာနဲ့တူတူပဲဒီဟာနဲ့တူတူပဲဆိုတော့ okay ဒါဆိုလို့ရှိရင်အကြောင်းရင်းကိုရှာလိုက်ရင်ရပြီရှေ့မှာလည်းသူကပြောထားပြီးသားရေအောက်ထဲမှာဆိုလို့ရှိရင်ထိုင်အိုထာမို့ထမင်းနီခန္ဓာကိုယ်ပူခြင်းကိုထိမ့်ဖို့အတွက်ဘာလို့ရလဲဆိုလို့ရှိရင်အိုင်နိုင်のエネルギーを燃焼させる仕組みကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ energy တွေကိုလောင်ကျွမ်းစေတာ燃焼ဖြစ်တဲ့ဆိုလောင်ကျွမ်းစေတဲ့function တစ်ခုဟာ自然に働くသူဟာနဲ့သူပဲအလုပ်လုပ်သွားတာဖြစ်ပါတယ်တဲ့။ဘာကြောင့်ဘာလဲဆိုလို့ရှိရင် energy တွေကယ်လိုရီတွေကိုလောင်ကျွမ်းစေတာလဲဆိုလို့ရှိရင်ခန္ဓာကိုယ်အပူချိန်ကိုထိန်းဖို့အတွက်သူဟာသူအလုပ်လုပ်တဲ့စနစ်တစ်ခုရေရောက်ထဲမှာပေါ်လာလို့ပေါ့နော်။အဲ့တော့ဒါဒီအဖြေပဲ။အဲ့တော့ဒီမှာဆိုလို့ရှိရင်အကြောင်းရင်းကိုပြနေစကားလုံးကခိုတိုခါရာဆိုပြီးတော့နောက်ကကောင်က result ပေါ့နော်။ရှေ့ကကောင်အကြောင်းရင်းဖြစ်တဲ့ရှေ့ကကောင် gain ရင်းဖြစ်တဲ့နောက်ကကောင်ခေကဖြစ်တယ်။ဒီနောက်ကကောင်ခေကစမာရီဆိုတာနဲ့မိကုံးအတွမ်းမှာဆက်ထားတာပေါ့နော်။အဲ့လိုဆိုရင်ဒါလွယ်တဲ့စာရိုက်ထဲမှာခါရဆိုတဲ့စကားလုံးလည်းရှင်းရှင်းလင်းလင်းတွေ့ရဖြစ်တဲ့အကြောင်းမို့ဒီကောင်အဖြေပဲရေအောက်ထဲမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ပူခြင်းကိုထိန်းဖို့အတွက်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့စွမ်းအင်တွေ energy တွေကိုလောင်ကျွမ်းစေဖို့လိုတယ်ပေါ့နော်အဲ့ဒီဟာသူ့လိုလှုပ်လာတာပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကိုရှာလိုက်ရပါပြီအဲ့တော့ရေအောက်ထဲမှာဘာလို့ကိုတောင်သူ့လို energy တွေကလောင်ကျွမ်းတာလဲဆိုလို့ရှိရင်ခန္ဓာကိုယ်ပူခြင်းကိုထိန်းဖို့အတွက်ပေါ့နော်အဓိကတော့အဲ့တော့ဘယ်ဟာဖြစ်မလဲဆိုတော့1番ですね。水中で体温を保つためのエネルギーが消費されているから。今ね、体温を保つために体内のエネルギーを消費させる仕組みが自然に働くことから。တူတူပဲပေါ့နော်ခန္ဓာကိုယ်ပူခြင်းကိုထိမ့်ဖို့အတွက်ခန္ဓာကိုယ်ပူခြင်းကိုထိမ့်ဖို့အတွက်ခန္ဓာကိုယ်ထဲမှာရှိတဲ့ energy လောင်ကျွမ်းတာဖြစ်တယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ energy ကိုလောင်ကျွမ်းစေတဲ့လုပ်ငန်းစဉ်စတင်တာဖြစ်တယ်ဆိုတော့တူတူပဲပေါ့နော်ဆိုတော့အဖြစ်မှ1番ですねဒီမှာဆိုလို့ရှိရင်ခုနဖတ်လိုက်တဲ့အထက်မှာ2番ဆိုရင်効率的に使うအကျိုးရှိရှိအသုံးချတဲ့စကားလုံးမျိုးတွေမတွေ့ရဘူးနောက်တစ်ခုကကျတော့ဘာလဲဆိုလို့ရှိရင်運動量ဆိုတော့လှုပ်ရှားနေတဲ့ပမာဏဆိုတဲ့စကားလုံးမျိုးတွေလည်းမတွေ့ရဘူးဒီဟိုအဖြေထဲမှာနောက်ထုတ်တေးဘီခန္ဓာကိုယ်ရဲ့တချို့သောအစိတ်အပိုင်းဆိုတဲ့နေရာမျိုးလည်းမတွေ့ရဘူးပေါ့နော်ဒီနေရာမှာအဲ့ဒါဆိုလို့ရှိရင်တခြားနေရာမှာဘာကောင်းပါနိုင်မဲ့ဒီအဖြေထဲမှာမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကမှားတယ်ပေါ့နော်အဖြေမှ1番ですねအဲ့ဒါမျိုးစာပိုင်မျိုးတွေ့လာတယ်ဒါမျိုးမိကုံမျိုးတွေ့ရဆိုရင်လွယ်တာပေါ့နော်သူကစမာရီကိုပြပြီးတော့စမာရီကိုတုံးပြီးတော့သူက ခိုင်းလောက်လိုက်တယ်အဖြေကဒီမှာတစ်ခါတည်းပါနေပြီသားပေါ့နော်ဒါကအဖြေပဲ
OK အဲ့တော့ခိုတိုခါရာဆိုတဲ့စကားလုံးဒါမှမဟုတ်ထမယ်ညိဆိုတဲ့စကားလုံးเนี่ยအဖြစ်ပြဒါပေမဲ့စာမေးပွဲကအမြဲတမ်းဒီလိုလွယ်နေရတော့မဟုတ်ဘူးပေါ့နော်တခါလေကြလို့ရှိရင်河川部に直接つながる理由を示す表現が見つからないこともあるအဲ့လိုမျိုးခါရတို့ထမယ်တို့ဓာတ်ရိုက်မတွေ့တာမျိုးလည်းရှိကောင်းရှိနိုင်တယ်။ကဲ့ရမှာခုနကဲ့ရမှာတွေ့လို့တော်သေးရပါ။ကဲ့ရမှာမတွေ့တာမျိုးလည်းရှိကောင်းရှိနိုင်တယ်။အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်ရှေ့မှာတင်ခဲ့တယ်။ဒါဒီအချိန်ဆိုလို့ရှိရင်စာပိုက်ရဲ့ဖွဲ့စည်းပုံနားလည်မှုအရေးကြီးလာပြီ။ခါရဲတို့ထိုက်ဟီတို့တခြားသတိထားပြီးကြည့်ရမယ်ပေါ့နော်။ Okay じゃあဒါဆိုလို့ရှိရင်အဲ့လိုမျိုးအဖြစ်ဓာတ်ရိုက်မပါတဲ့မိကုံမျိုးဓာတ်ရိုက်မပါဘူးဆိုအဲ့လိုခါရတို့နော်တဲ့တို့ဓာတ်ရိုက်မပါတဲ့မိကုံမျိုးကြည့်ပါမယ်။အဲ့ဒီမှာလည်းနားစေကာလို့မိထားပါတော့။အဲ့ဒီနားစေကာဘယ်မှာရှိနေရလဲဆိုမြင်တတ်ထားတဲ့ဟာဒီမှာဖြစ်ပါတယ်။女の子の役割はものすごく大きいのです။အမျိုးသမီးတွေရဲ့တာဝန်ကအင်မတန်ကြီးလေးပါတယ်တဲ့။ဘာကြောင့်ကြီးလေးတာလဲပေါ့။ဒါဆိုလို့ရှိရင်ဒီတစ်ပိုက်ကိုဖတ်မှာဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့တာဝန်ဘာကြောင့်ကြီးလေးတာလဲကိုဖတ်မယ်ဆိုရင်ဖတ်ကြည့်တော့女の子がどういう男の子を好むかによってအမျိုးသမီးတွေကဘလို့ကောင်းဘလို့အမျိုးသားမျိုးကိုကြိုက်တာလဲပေါ့နော်ကောင်မလေးတွေကဘလို့ကောင်လေးတွေကိုကြိုက်တာလဲပေါ့မူတည်ပြီးတော့実は男の子の生き方が大きく方向をつけられကောင်လေးတွေရဲ့အသက်ရှင်ပုံကပြောင်းသွားတာအမျိုးသမီးတွေကဒီလိုပုံစံမျိုးကြိုက်တဲ့ဆိုရင်ကောင်လေးတွေကလည်းအဲ့လိုပုံစံအမျိုးသမီးတွေကဟိုလိုပုံစံကြိုက်တဲ့ဆိုရင်ကောင်လေးတွေကလည်းဟိုလိုပုံစံဆိုပြီးတော့သူတို့ရဲ့生き方တွေကပြောင်းသွားတယ်大きく方向をつけられそれが将来的にはအနာဂတ်တနည်းပြောမယ်ဆိုလို့ရှိရင်အနာဂတ်နဲ့ချီပြီးပြောမယ်ဆိုလို့ရှိရင်一国の文化を形成するနိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှုကိုဖန်တီးပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ Okay အဲ့တော့ဒီမှာသိမယ်ဆိုလို့ရှိရင်ရှေ့မှာပြောခဲ့လားမသိမယ်ထပ်ပြပါမယ်။အဲ့တော့စာပိုက်တစ်ပိုက်ရဲ့အစမှာများသောအားဖြင့်ပါလာလေးရှိလဲဆိုရင် topic sentence လို့ခေါ်ပါတယ်။ဒီတစ်ပိုက်လုံးရဲ့ main idea topic sentence လို့လည်းပြောတယ်ဒီတစ်ပိုက်လုံးရဲ့ main idea လို့လည်းပြောတယ်ပေါ့နော်ဒါက main idea သူ့နောက်မှာလာတဲ့ကောင်လေးသူ့နောက်မှာလာတဲ့စာကြောင်းသူ့နောက်မှာလာတဲ့စာကြောင်းကဘာလဲလို့မေးလာလို့ရှိရင်သူ့နောက်မှာလာတဲ့စာကြောင်းကကျ supporting sentence လို့ခေါ်ပါတယ် support လုပ်ပေးနေ main idea ကို support လုပ်ပေးနေတာပေါ့နော်အဲ့တော့ main idea ကိုသိလိုက်ရင်ရတယ်ပေါ့ support လုပ်ပေးနေတာတွေကအချိန်ရလို့ဖတ်ကြည့်ပေါ့နော်ခက်ကြမ်းကြမ်းလေးဖတ်ရင်ရပါတယ်ဘာကြောင့်မို့လို့အမျိုးသမီးတွေကြိုက်တဲ့ပုံစံမှာမူတည်ပြီးတော့အမျိုးသားတွေရဲ့ပုံစံပြောင်းသွားတယ်အနာဂတ်နဲ့ချီပြီးပြောမယ်ဆိုလို့ရှိရင်နိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှုကိုဖန်တီးနေတဲ့ပုံစံမျိုးတောင်ဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်女の子たちが昔から生きてきたကြော်လိုက်ပြီးလို့ရှိရင်ဒီမှာ what ရှိပြီ topic က communication 思考ဘာကြောင့်လဲလို့မြင်လိုက်လို့ရှိရင်အမျိုးသမီးတွေ communication လုပ်နိုင်စွမ်းဆိုလို့ရှိရင်ねကြော်လိုက်လို့ရှိရင်成熟社会にふさわしいတကယ်mature ဖြစ်တဲ့လူအဖွဲ့အစည်းနဲ့တင့်တော်လို့ပဲဖြစ်ပါတယ်ဒီကောင်ကကျွန်တော်နှိုင်းရှင်ပြီးပြောနေရပါတော့ control လုပ်တာနဲ့မတူဘဲနဲ့အမျိုးသမီးတွေရဲ့ communication လုပ်နိုင်စွမ်းဒီရှာကိုင်းနဲ့တင့်တော်လို့ပဲဖြစ်ပါတယ်ဆိုပြီးတော့ဒီမှာဆိုလို့ရှိရင် comma နှစ်ခုကြားထဲမှာရှိနေတဲ့ကောင်ကခဏကြော်ဖတ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ထားပါတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အခုလိုမျိုးခက်ကြမ်းကြမ်းလေးဖတ်လိုက်တဲ့အခါမှာမိနာဆန်ဘာကိုသိသွားမှာလဲဆိုရင်နောက်ကကောင် support လုပ်နေအမျိုးသမီးတွေရဲ့ယာကုဝါရီကအရေးအမျိုးသမီးတွေရဲ့ယာကုဝါရီကအင်မတန်ကြီးပါတယ်ဘာကြောင့်ကြီးရလဲလို့မေးလာလို့ရှိရင် supporting sentence မဟုတ်ဘဲနဲ့ topic sentence ဆောင်းမဟုတ်လို့ရှိရင် main idea တွေကနေအဖြေရှာမှာဖြစ်ပါတယ်အမျိုးသမီးတွေရဲ့ယာကုဝါရီကြီးတယ်ဆိုတာအဓိပ္ပာယ်ကိုရှာပါဆိုလို့ရှိရင်နော်အနာဂတ်နဲ့ချီပြောလို့ရှိရင်နိုင်ငံတကာနိုင်ငံယဉ်ကျေးမှုကိုဖန်တီးနေလို့ဘာကြောင့်နိုင်ငံတကာနိုင်ငံယဉ်ဘယ်ဟာကယဉ်ကျေးမှုရဲ့နိုင်ငံတကာနိုင်ငံယဉ်ကျေးမှုဖန်တီးရတယ်လို့မေးလာလို့ရှိရင်ရှေ့ရစာကြောင်းအဖြေပဲ okay နော်အဲ့ဒီနှစ်ခုအတူတူပဲဒီနှစ်ခုက ခိုင်လို့ပြောနေတယ်ဆိုတာကိုသိရမယ်။ Okay ဆိုတော့ဒီနှစ်ခုကခိုင်လို့ပြောနေတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဘယ်လိုစကားလုံးသုံးထားလဲဆိုလို့ရှိရင်ဟိုးခိုးつけられてကိုမြုပ်တာဒါကိုလမ်းရောချူရှိခဲ့လို့ခေါ်တယ်။ဟိုးခိုးつけられてそれが何々になるဆိုရင်それがရဲ့နောက်ကက result それがရဲ့နောက်ကက result ဖြစ်ပြီးတော့ဘယ်ဟာကဖြစ်စေရလဲဆိုရင်ရှေ့ကကောင်က reason Okay เนาะဒါဆိုလို့ရှိရင်အဖြေရမယ်တင်တယ်เนาะ reason က main idea ပဲဖြစ်တယ်လမ်းရောချွရှိခဲကိုလည်းသုံးတယ်ထဲ့လို့ပြောချင်တာလမ်းရောချွရှိခဲကိုလည်းသုံးတယ်အပြင်ဆိုတွေကဆယ်စကလုံးကိုပြပြီးတော့နောက်ကက result ဖြစ်တယ်အဲ့ result ကဘာနဲ့တွေ့လဲဆိုမေးခွန်းကမေးတယ်ဒီစာကြောင်းနဲ့တူတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနှစ်ခုက result ဒါဆိုရင် reason ကိုရှာပါဆိုရင် reason ကဆိုတွေကရဲ့ရှေ့ဟာဖြစ်တယ်ဆိုတွေကရဲ့ရှေ့ကနေပြီးတော့ညှိုးဆိုနေတဲ့ဟာကိုရှာလိုက်လို့ရှိရင်ဒါအဖြေရလိမ့်မယ်ပေါ့နော်အဲ့တော့ဆိုရဲကရရှိတဲ့ဟာကိုတခြားနားလည်အောင်ပြန်ဖတ်မယ်ဆိုလို့ရှိရင်အမျိုးသမီးတွေကဘယ်လိုအမျိုးသားကိုကြိုက်တာလဲပေါ့မူတည်ပြီးတော့အမျိုးသားတွေခါတာပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အမျိုးသမီးတွေရာကိုဝါတွေကိုကြီးတယ်လို့သူကပြောလိုက်တာပဲဖြစ်ပါတယ်โอเคเนาะအလေကောင် supporting sentence ဖြစ်တယ်ဆိုတာသိရမယ်เนาะ
အဲ့တော့သူတို့ကစာရေးလို့ရှိရင်ဘယ်လိုပုံစံရေးရလဲဆိုတော့ hamburger ပုံစံရေးလေးရှိရင်ပထမဆုံး main idea ကိုတင်လိုက်တယ်အဲ့ main idea ကို support လုပ်ပေးမယ် supporting idea တွေထည့်လိုက်တယ်ပြီးလို့ရှိရင်တစ်ခါထပ်ပြီးတော့နောက်ဆုံးမှာ main idea နဲ့ပြန်ချုပ်လိုက်တယ်ဆိုတော့ဒီလိုမျိုးပုံစံဒါမျိုး hamburger ပုံစံလို့ခေါ်တယ်ပေါ့နော် hamburger လို့ရေးညီပါဒီစာကြောင်းကထိပ်ဆုံးမှာ main idea မှာလည်းပြောချင်တဲ့အကြောင်းအရာတစ်ခုတည်းနောက်ဆုံးကပိတ်လိုက်တဲ့ဟာလည်းပြောချင်တဲ့အကြောင်းအရာတစ်ခုတည်းโอเคเนาะအလေကောင်ကောင်နဲ့ supporting sentence ဖြစ်တော့ကြောင့်ခက်ကြမ်းကြမ်းလေးဖတ်လိုက်ရင်ရပြီအဖြေကဘယ်ဟာရှာမှာလဲဆိုတော့ဒီကခိုင်ကိုနားလဲဖို့ရယ်ခိုင်ကနေပြနေတယ်ဒီစာကြောင်းကြီးတစ်ခုလုံးနားလဲဖို့ရယ်ပဲပေါ့နော်โอเคဒါဆိုလို့ရှိရင်အဖြေကဘယ်ဟာဖြစ်မလဲပေါ့နော်အမျိုးသမီးတွေအကြိုက်ပေါ်မူတည်ပြီးတော့အမျိုးသားတွေကပြောင်းနေတာဖြစ်တဲ့အတွက်အမျိုးသမီးတွေကကိုယ်ပါတွေကကြီးပါတယ်တဲ့အဲ့တော့ဘယ်ဟာဖြစ်မလဲဆိုတော့2番ですね。女の子がどういう男の子を好むかが国の文化を方向をつけることになるから。OK နော်အဲ့1番ဆိုလို့ရှိရင်ဘာလဲဆိုလို့ရှိရင်မြို့သမီးတွေကပတ်ဝန်းကျင်မှာလိုက်ပြီးတော့ take you することが上手 adaptable ဖြစ်တယ်လိုက်ရောညီထွေးရှိတယ်ဆိုတဲ့အကြောင်းခုနနေရာမှာပြောမထားဘူး3番ဆိုလို့ရှိရင်ね政治社会にふさわしい最近の女の子မဟုတ်ဘူးခုနဖတ်လိုက်တဲ့နေရာမှာ昔から生きてきたလို့ဖတ်ထားတယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်最近の女の子မဟုတ်ဘူးနောက်4番ဆိုလို့ရှိရင်ね男より女の子の方がコミュニケーション力が能力が高いဆိုပြီးတော့評価လုပ်ထားတဲ့နေရာမှာပါဘူးပေါ့နော်အဲ့တော့မပါတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဖယ်လိုက်မယ်ဆိုရင်2番ですねဒီမှာလည်းဓာတ်ရိုက်ပြောထားတယ်ပေါ့နော်အဲ့တော့စာမေးပွဲမှာဒါမျိုးပုံစံလေးတွေ့ရနိုင်ပါတယ်ခုနလဲတိုင်း Q လိုမျိုးဆိုလို့ရှိရင်တော့ intent လွယ်တာပေါ့နော်10မိနစ်တောင်မလို့ပါဘူးချက်ချင်းဖြေရနိုင်မှာဘာလို့ဆိုတော့ခါရဆိုတဲ့စကားလုံးကဓာတ်ရိုက်ပါနေလို့ဒီမှာကျတော့အဲ့လိုမဟုတ်ဘဲနဲ့ရှေ့ကိုတွားကြည့်လိုက်အောင်နဲ့အဖြေရတာမဟုတ်ဘဲနဲ့ရှေ့ကကောင်ကြီးက supporting sentence ဖြစ်နေတဲ့အတွက်ကြောင့် main idea ကိုလိုက်ရှာတာ main idea မှာမေးခွန်းနဲ့ခိုင်းလောက်ထိုင်နေရရှိရဆိုလို့ရှိရင်တေချာပါရှေ့ကကောင်လေးတွေနည်းနည်းဆက်ကြည့်လိုက်တဲ့အခါမှာဒီကောင်ကreason ဖြစ်သွားတာပဲပေါ့နော်ဒါက reason ဖြစ်ပြီးတော့ဒီနောက်က result ဖြစ်တဲ့ဒါ inga kanke ကိုစာကြောင်းတစ်ကြောင်းနဲ့မှာပြထားတာ okay နော်အဲ့တော့ဒီစာကြောင်းကိုတွေ့တယ်ဒီစာကြောင်းရဲ့ရှေ့ကိုသွားခြင်းဒီစာပိုင်းမှာအဖြေရှိမှာမဟုတ်ဘူးဘာလို့လဲလို့မေးလာလို့ရှိရင်ဟာရတို့နော်တဲ့တို့လည်းဒီနေရာမှာပါနေရမဟုတ်ဘာအောင်နားလည်မှရမှာလဲဆိုတော့စာပိုက်ရဲ့ဖွဲ့စည်းပုံနားလည်မှရမှာအရင်ဆုံး topic sentence ကိုပြောတယ် main idea ကိုပြောတယ်ပြီးတော့ supporting sentence တွေပြောတယ် supporting sentence တွေမလို့ဘာလို့ဒီဟာကိုပဲခုံသွားမှလည်းစိုးတယ်ဆိုပေမဲ့ပေါ့နော်ဒီများတော့ဟင်းဟုံတယ်လို့ပဲခုံသွားမှလည်းစိုးတယ်ဆိုပေမဲ့ဒီဟာ important အရေးကြီးရဖြစ်တော့ကြောင့်ဘယ်ကောင်က main idea လဲဘယ်ကောင်က supporting sentence လဲဆိုတာတေချာပေါက်သိဖို့လိုတယ်ပေါ့နော်အဲ့အတွက်ကြောင့်ပြောနေရပါအဲ့တော့ရမယ်တင်နော်ဒါဆိုလို့ရှိရင်လေ့ကျင့်ခန်းတွေကိုယ်တိုင်လုပ်ကြည့်ပါပြီးလို့ရှိရင်အဖြေတိုင်းမယ်ပေါ့နော်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာစာမေးပွဲမှာပဲလေ့ကျင့်ခန်းမှာမဟုတ်ဘူးပေါ့နော်စာမေးပွဲမှာလည်းလီယူပါလာရင်ပုံစံ2မျိုးရှိနိုင်ပါတယ်စာပိုက်ထဲမှာဓာတ်ရိုက်လီယူပြရဲ့စကားလုံးပါတာဒါမှမဟုတ်လို့ရှိရင်ထက်ရှာမယ့်နေရာမျိုးရှိအောင်ရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်စာပိုက်ရဲ့ဖွဲ့စည်းပုံကိုနားလည်ဖို့လိုပါလိမ့်မယ်ဒါဆိုရင်နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်